စိတ်ကိုမငြင်းဆဲပါနဲ့ဆိုတဲ့အကောင်းဆုံးလိုက်ပါလူတွေရဲ့ကြီးမားတဲ့ပြဿနာကအစီအစဉ်ရဲ့မှုခန္ဓာကိုယ်ဆင်းရဲတာကခံနိုင်သေးတယ်စိတ်ဆင်းရဲတာမခံနိုင်ဘူးဆိုတဲ့အတိုင်းပဲအဲ့စိတ်ဆင်းရဲမှုကြောင့်ကိုပြဿနာမျိုးစုံဖြစ်ကြတယ်ဒီစိတ်ဆင်းရဲမှုကိုပြေအောင်နိလမရှာတတ်တော့သူကတကူကူစိတ်ဆင်းရဲစရာကြုံပြီးဆိုအဲ့မှာအပြစ်တွေလိုက်တင်တော့တာဘသူချောင်းဘဝချောင်းဘသူမရှိလို့ဘသူကလုံးမပေးလို့သူများတွေသူအကုန်လိုက်ပြီးတော့အပြစ်တွေတင်တော့သူကတခါစိတ်ဆင်းရဲတဲ့နေရာမှာထက်ခါစိတ်ဆင်းရဲစရာတွေကြုံတော့တာစိတ်ဆင်းရဲမှုပေါင်းများစွာသူထပ်ပြီးတော့ပွားတော့အဲ့စိတ်ဆင်းရဲမှုပေါင်းများစွာပွားနေတာနဲ့ကိုသူမှထွက်ပေါက်မရှိတော့ငါကြောင့်ဖြစ်တာဆိုရင်ကိုပြန်အပြစ်တင်တတ်တဲ့အရာမျိုးသူကြောင့်ဖြစ်တာဆိုရင်သူတစ်ပါးကိုအပြစ်ပြန်တင်တတ်တဲ့အရာမျိုးတွေမကောင်းဘူးကောင်းတော့ရလည်းမထွက်ဘူးကောင်းတော့ရလည်းမထွက်တဲ့အပြင်ပို့ပြီးတော့စိတ်မှာအစိတ်တောက်တွေပို့ပြီးတော့ဖြစ်လာတယ်ဒီစိတ်ကနေပြီးတော့သူတို့သိပ္ပံလေးအရာဆိုလို့ရှိရင်စိတ်ကအစိတ်တောက်တွေဖြစ်တဲ့အတွက်ကြောင့်ဒီနှလုံးသွေးမှာလည်းပဲမကောင်းသောအစိတ်အတောက်တွေဖြစ်လာတတ်တယ်။ကျမ်းမာရေးဖောက်တယ်ဆိုတာဒီစိတ်နဲ့သွားပြီးတော့ဆိုင်တာတွေအများကြီးရှိတယ်။ရှိတော့စိတ်ကိုအဲ့လောက်ဒုက္ခမပေးသင့်ဘူး။စိတ်ကိုအဲ့ဒီလောက်လည်းမငြင်းဆဲသင့်ဖြစ်ပြီးသွားတဲ့ကိစ္စတွေကိုပြန်မတွေးဘဲနဲ့လက်ရှိဘလို့ရက်တည်မလဲလို့နေတတ်ဖို့အရင်အရေးကြီးတာ။လူတိုင်းတော့မကြင်မနှက်ဖြစ်တတ်ကြတဲ့သူတွေကြီးပဲ။လူတိုင်းလည်းပဲစိတ်ဆင်းရဲတတ်တဲ့သူတွေကြီးပဲ။သို့တော်လည်းပဲအဲ့ဒီစိတ်ဆင်းရဲမှုကြောင့်စိတ်ထောင်းကိုကြည်တော့အဖြစ်မခံကြဘူးပညာရှိတို့ကစိတ်ထောင်းကိုကြည်အဖြစ်မခံဘူးလို့ဆိုလိုချင်တာမြတ်စွာဘုရားဟောထားတဲ့တရားတော်တွေကဒီစိတ်ကိုတတ်တာစေဖို့ဟောထားတဲ့တရားတွေကြီးပဲငါဆွဲသိမ့်မဆွဲနဲ့သူဆွဲလည်းသိမ့်မဆွဲနဲ့အပြစ်တွေလိုက်ပုံချတဲ့ပုံစံမျိုးနဲ့မကြည့်နဲ့တဘာဝကိုတဘာဝအတိုင်းပဲဘာကြောင့်ဖြစ်တာလဲအကြောင်းတရားကိုရှာတယ်ဒီအကြောင်းတရားလေးတွေနောက်မလုပ်ဖြစ်အောင်လုပ်ပြီးခဲ့ပြီဆိုလို့ရှိရင်လည်းသူ့ကိုပြန်ပြီးတွေးရင်ပွားတာဖြစ်တဲ့အတွက်ပြန်မတွေးဖြစ်အောင်အဲ့လိုနေရပါမယ်ကိုယ်စိတ်ချမ်းသာဖို့အရေးကြီးတယ်ကြုံပြီးသွားတဲ့အရာကိုကြုံရလေခြင်းဆိုပြီးတော့ထားလို့ရှိရင်စိတ်ခံစားမှုကိုပြင်းထန်လာတယ်ဥပမာပကံကွဲတကူကွဲတဲ့အချိန်မှာပကံကွဲတော့နှမျောတော့ဒီပကံနှင်းကြောင်ကွဲတာကိုကြောင့်ဆိုလဲငါဒီနေရာထားမိလို့ငါဘောကမစင်မကျင်ဖြစ်လို့ကွဲတာအဲ့မှာဒေါသတွေပို့ဖြစ်တယ်ဒေါသပို့ဖြစ်ပြီးတော့နှမျောခြင်းတွေဝမ်းနည်းခြင်းတွေအများကြီးပါလာတတ်တယ်အဲ့တော့မကောင်းဘူးစိတ်ကိုဆင်းရဲစိတ်ကိုမငြင်းဆဲရအောင်စိတ်ကိုမငြင်းဆဲပဲလေဖြစ်တယ်လို့ဖြစ်သွားပြီအဲ့သဘောခံယူနိုင်ရတယ်ဖြစ်မဲ့သဘောတွေဖြစ်မဲ့ပြက်မဲ့သဘောတွေပြက်မဲ့ကွဲပြက်မဲ့သဘောတွေကွဲပြက်တတ်တယ်မြတ်စွာဘုရားဟောထားအဲ့လိုသာဆိုင်ချင်လိုက်ပါဩကွဲရမယ်ပစ္စည်းမလို့ကွဲတာကျွေးပကံလိုအရာမျိုးကင်တော့လေကွဲမဲ့ပစ္စည်းကင်တော့လေတနေ့မဟုတ်တနေ့ကွဲတာပေါ့ဒီလိုဆင်ခြင်ရကိုကအရာရာကိုအမြဲတမ်းကိုလိုချင်တဲ့ပုံစံအတိုင်းဖန်တီးပြီးနေအောင်ဝတ္တဝတ္တိနတ်ပြည်ရလူလည်းမဟုတ်ကိုအလိုဘယ်သူမှလိုက်မှာလည်းမဟုတ်နတ်ပြည်ရလူတွေတောင်မှသူတို့ဆန္ဒအမြဲတမ်းပြည့်နေကြတာမဟုတ်ဟိုမှုသိမှုဆိုတဲ့ဘေးတွေကြုံကြတာအဲ့တော့ဘဝကိုသိပြီးတော့အဆိုးထဲမှာကိုယ်စိတ်ကိုလည်းအဆိုးထဲမှာကြောင်ပိတ်ပြီးတော့မနေအောင်ကြိုးစားပါကြည်လင်တဲ့ဘက်ကနေအမြဲတမ်းရှာချမ်းပြီးတော့တွေ့ဘလို့ဖြစ်နေနောက်ဆုံးထွက်သက်ကိုပဲရောက်နေပါစေကြည်လင်တဲ့အမြင်နဲ့ရှိသွားအောင်ကြိုးစားပါကြည်လင်တဲ့အမြင်ကသာလေကိုယ်ကောင်းရမောရရောက်စေတော့လောလောဆယ်လည်းစိတ်သက်သာခွင့်ကိုပေးတာလောလောဆယ်စိတ်သက်သာခွင့်ပေးဖို့ဆိုတာကြည်လင်တဲ့အတွေ့ကြည်လင်တဲ့အမြင်ကိုဖြစ်နေရပြီးသွားတာကိုပြန်မတွေးချင်းလက်ရှိအချိန်မှာအကောင်းဆုံးဘလို့ရက်တည်မလဲလို့သာတွေးကောင်းပြီစိတ်ဒုက္ခမရှိတော့အဲကြောင့်ကဘာသူကဘာသားပေါ့ကြည်လင်သောစိတ်ထားနဲ့အမြဲတမ်းဆင်းရဲတဲ့ကအမောင်တဲ့ကနေရုံထွက်နိုင်ကြရဲ့အေးချမ်းပါစေပျော်ရွှင်ကြပါစေ